ချစ်သူများနေမှာအထည်လက်ဆောင်ပေးတယ်ဆိုတာရိုးရိုးလက်ဆောင်တစ်ခုထက်ပိုတဲ့လေးနက်တဲ့အထည်ပဲရှိပါတယ်ရှင်ပထမဆုံးအထည်ပဲကတော့အမဲရာနှွေးထွေးစွာနဲ့ဘေးနားမှာရှိနေခြင်းလေဆိုတဲ့တန်ရောစင်ကိုဖော်ဆောင်ပါရဲ့အဝတ်အထည်ဆိုတာခနာကိုယ်နဲ့မကွာအမြဲထိတွေ့နေရတာမို့ကိုယ့်ရဲ့မိသားစုအမြဲတမ်းကပ်ပါသွားပါစေဆိုတဲ့ဆုတောင်းလဲပါဝင်ပါတယ်ရှင်ဒုတိယအနေနဲ့တန်ဖိုးကြီး premium quality အထည်တွေကိုသေချာရွေးချယ်ပေးခြင်းဟာတစ်ဖက်လူကိုဘလောက်အလေးထားလဲဆိုတာပြသရရောက်ပါတယ်နှစ်တရာပမာကြီးဆက်စစ်လို့ခိုင်မာတဲ့အထည်သားတွေကခိုင်မဲတဲ့အချစ်တွေကိုကိုစားပြုပါတယ်ရှင်ဒါကြောင့်ဒီနှစ် Valentine မှာရင်းချစ်တည်ငြိမ်တဲ့အလားတရားကိုပေးစွမ်းနိုင်မဲ့ရိုးရဟန်ရဲ့အထည်အသွေးလေးတွေကိုလက်ဆောင်ပေးလိုက်ပါလို့ပြောပါရစေရှင် couple set ယူမဲ့သူတွေတော့လည်းအထူး surprise ရှိတာမို့အခုပဲ order တင်လိုက်ပါတော့ရှင်